မင်္ဂလာပါရှင်တတရီ channel ကနေပြန်လည်လို့ကြိုဆိုပါရစေဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကတော့စာရေးသူရေးသားထားတဲ့ရှမ်းမြောက်တနေရာကကြက်တစီရွာဆိုတဲ့ဇာတ်လမ်းလေးရဲ့အစားဆုံးကိုတင်ဆက်ပေးမှာပါဟုတ်ကဲ့ဇာတ်လမ်းလေးမစတင်ခင်မှာတော့ထုံးစံတိုင်းပါပဲကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့ဇာတ်လမ်းအသစ်တွေတင်နိုင်ဖို့ဘေးနား notification လေးကိုနှိပ်သွားပြီးပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစတင်ပါမယ်တက္ကရာ2004ခုနှစ်နဲ့နိုဝင်ဘာလဆန်းပိုင်းလောက်ကဖြစ်ပေလိမ့်မယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလို့ဆိုလိုက်တာနဲ့တပြိုင်နက်ချက်ချင်းဆိုသလိုတတိယမှာကတော့ရာသီဥတုသားရပြီးတော့စီးပွားရေးအချက်ချာကြတဲ့ပြည်နယ်လေးလို့အချက်ပင်မှန်ပါတယ်။အခုပေါ်ပြပေးမယ့်စမ်းကျဲဇလန်လီတစ်ပုဒ်ကလေးရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်လို့တင်စားခေါ်ဝေါ်ထိုက်တဲ့လာရှိုးမြို့နယ်မှာဖြစ်သွားခဲ့တာဖြစ်တယ်။ဒီနေ့ကနေသားတယ်ဒါပေမဲ့မြန်မာပြည်အလဲပိုင်းအောက်ပိုင်းတွေကဲ့သို့နေထွက်တာနဲ့ပူလောင်တဲ့ခန်းစားချက်ကိုမခံစားရတချို့သောလူတွေဆိုရင်တော့အပေါ်တက်ဆွဲတာအင်ဂျီတွေပင်ချွတ်စရာမလိုသေးမြို့မဈေးကြီးရဲ့လမ်းတစ်ဖက်အပေါ်မှာထီထီမမတီရှိနေတဲ့ပြည်သူစေယုံကြီးနဲ့အတူလူသူတွေထွေအောင်လေးပါးကဝိုင်းရေးကိုစီအတွက်ပြပန်းခတ်လှုပ်ရှားနေကြတယ်အဲ့လိုတော့ရောင်စုံလူတွေထဲမှာဈေးရောင်းသူရောင်းဝယ်ဈေးဝယ်သူတွေနဲ့လာရှိုမြို့မဈေးကြီးထဲမှာတော့လူတွေချစ်ချင်းလိမ်နေကြတယ်စေယုံကြီးအရှိမနေပြီးတော့မိသက်ယုံနာထိအစီရထားတဲ့စံကြီးကားငယ်လေးတွေလူတင်ဟိုင်လက်ကားတွေနဲ့အတူကားဆရာတွေခီးသည်တွေရဲ့စကားတန်တွေကနေရာတော်နှံ့ထိကိုပြန့်လွင့်လို့နေတယ်။အဲ့ဒီအထဲမှာကားသမားလိုင်းကားဆရာတအုပ်ဖြစ်တဲ့ကိုမြင့်မောင်ကတခြားသောလူတစ်ယောက်ကိုစံကြီးကားနောက်ခံပြင်းပြအတန်းလိုက်ရိုက်ထားတဲ့ခုံတန်းလေးပေါ်မှာလှမ်းအတန်ပြုကစကားစားတယ်။ဟေးကိုမျိုးဒီနေ့ဘယ်နှကြောင်းရပြီလဲ။ခဏနဲ့ပဲခက်ကြဲကြဲပေါ်မှာမြင့်အားခမည်းသတိထားမိလားတော့မသိဘူးကျုပ်တို့အပေါ်ဟိုကောင်ကြီးဂိတ်မလာတာ3ရက်တောင်ရှိပြီနော်ကိုမြင့်မောင်ရဲ့အပြောကိုကိုမျိုးဆိုသူကနားလည်ဟန်နဲ့စိုးပေယူပြောရလားအေးမင်းပြောမှပဲဒီကောင်ကြီးဂိတ်မလာတာသတိထားမိတော့တယ်ဟုတ်တယ်ဗျတရက်တလီတောင်အကြောင်းရင်းမရှိပဲမနာပဲဂိတ်ရောက်နေတတ်တယ်လို့အခုလိုကြီးပြောင်းနေတော့တမျိုးကြီးနေတယ်လို့ပဲအေးကွာဒါကလည်း2ယောက်ရပြီဆိုတော့ကလေးတွေလှုပ်စားပဲထိုင်စားတော့မနေတူတယ်ကွာကိုမျိုးရအဲ့လိုစတင်အရှုံဖောက်လိုက်ရင်နဲ့ကားနောက်ကိုင်းကိုလက်ကအသားရကိုင်းရင်နဲ့ဝါလက်စကွန်ဒရီကိုလမ်းဘေးကိုပြန်ကနေထွေးလိုက်တယ်ခမရကလည်းဗျာသူ့သားအကြီးကောင်တော့အခုအလွန်ဆုံးရှိမှ4နှစ်အငယ်ဆုံးဆိုရင်ဟိုတလုံးကမှ1နှစ်လားပြည့်သေးတာပေါက်ပေါက်ရှာရှာဗျာအဲ့ဒီအခါကိုမျိုးလေးရေးကြဲကြဲနဲ့ငါသိပါတယ်ကွာစကားပင်မစုံလိုက်သူတို့ရက်ထားရကားတွေစီကိုဦးတီမောင်းနေလာတဲ့ကားတစ်စီးမိတ်ကရောင်စံကြီးကားလေးတစ်စီးဖြစ်ပြီးတော့အပြင်စင်ပိုင်းမှာတော့ရက်ထားတဲ့ကားတွေအားလုံးကြီးတူပင်ဟောမောင်မင်းသားကတော့အသက်ရှည်ဦးမယ်ပြောကမအောင်ဆိုက်ကြီးပေါက်ချလာတဲ့ဟိမှန်ပါတယ်ကိုမြင့်မောင်ပြောသလိုပဲအဲ့ဒီမိတ်ကရောင်စံကြီးကားငယ်လေးကိုမောင်းနေလာသူကတော့ကိုစိုးပေပင်ဖြစ်တယ်ကားအတွင်းကက်ဆက်လေးကလည်းဆရာတော်ကြီးတစ်ပါးရဲ့မေတ္တာတော်တရားတန်လေးကိုခက်လွင်လွင်ကြားနေရတယ်အဲ့ဒီအတန်ကိုကြားပြီးတော့ကိုမြင့်မောင်နဲ့ကိုမျိုးတို့လည်းတရားမျက်နှာကိုတယောက်ထူးဆန်းတယ်လို့အမှတ်မထင်ကြည့်မိတယ်ကိုစိုးပေကတော့၎င်းရဲ့ကားလေးကိုပါကင်နေရာမှာတေချာထိုးရပြီးကားပေါ်မှာဆင်းလာတယ်။အသက်30ကျော်ကျော်ကားဆရာကိုစိုးပေကတော့ရုပ်ရည်ခက်တန်းတန်းနဲ့ခလေးနှစ်ယောက်အဖေဖြစ်တယ်။ဟာကိုမျိုးနဲ့ကိုမြင့်မောင်ဘာရီများဒီလောက်ကြီးကျုပ်ကိုစိုက်ကြည့်နေကြရလဲ။တရေရုပ်ပေါက်နေလို့လား။မဟုတ်ပါဘူးကွာ။ငါတို့လည်းခီးလဲကျဲတော့မင်းအကြောင်းထိုင်ပြောနေကြတာကွာ။ကျုပ်အကြောင်းဘာထူးဆန်းတာရှိလို့ပြောနေကြရလဲဗျာ။မဟုတ်လေဒီလိုဒီမျက်နှာတွေကနေတိုင်းမြင်တွေ့နေကြတာပဲဟော။အဲ့ဒါတော့ဟုတ်တယ်ဆိုပြီဒီထက်ထူးဆန်းတာမင်းကားတွေကတရားတန်ကိုမျိုးကအဲ့လိုပြောတော့ကိုစိုးပြီလည်းအနေငယ်သဘောကျရနဲ့ဟုတ်တယ်လေတရားတန်လေးဗျကျုပ်တရားကိုဖွင့်ထားတဲ့ဥစ္စာအဲ့ဒါထူးဆန်းတာဗောငါကောင်ကမင်းငါတို့နဲ့အတူလိုင်းဆွဲစားနေတာနှစ်ဖြင့်ပေါက်တော့မယ်မင်းစီကတခါမှဖះเจ้าတရားเจ้าလည်းမကြားရသလိုငါတို့ပြောရင်တော့မင်းကတိတ်စိတ်ဝင်စားတာမှမဟုတ်တာငါတို့တော့မင်းကိုဘာသာမဲ့ဒိဋ္ဌိကောင်းလို့ထင်ထားတာအခုမင်းကားထဲမှာတရားတွေဘာတွေဖြစ်ဟောအခုမှသတိထားမိတယ်။ခေါင်းကနဲ့ဖျားပုံစတိတ်ကအစ်စ်လေးကတ်ထားပါဦးလား။နောက်ပြီးတော့အတွင်းဘက်မှန်မှလည်းစပယ်ရီဘာတွေချိတ်လို့ဒါတဲ့ထူးဆန်းတာဘာရှိမလို့။ဒါတော့ငါလည်းထောက်ခံနေဆိုပေရ။ကိုမျိုးပြောသလိုပဲရုတ်တရက်ကြီးမင်းဗုဒ္ဓဘာသာကိုဘာလို့စိတ်ဝင်စားတော့ရလဲ။ရတရားချင်းနေရလား။ကိုမြင့်မောင်ဝင်ထောက်တော့ကိုစိုးပြီလေသူ့ဘေးအတန်ဝင်ထိုင်နေရုတ်တရက်ကြီးဗုဒ္ဓဘာသာကိုကိုးကွယ်လိုက်တယ်လို့လည်းဘယ်ဟုတ်မလဲဗျာ။ကျုပ်ပြောပြမယ်။ခမည်းတော်ယုံမလားတော့မသိဘူး။မင်းကလည်းလေရရှိပြန်ပြီရှုံသိမယုံသိတာငါတို့လည်းစဉ်းစားတတ်ပါတယ်ကွာနောက်ပြီးတော့ဒီကိတ်မှာမင်းထက်ငယ်တာဆိုလို့ဟိုဘက်ကုန်းရဆိုင်ကဖားမဆိုတဲ့ကလေးမှာပဲကြမ်းတော့တယ်ပြောစရာရှိတာသာပြောစမ်းပါရုတ်တရက်ကြီးဖျားတရားသမားဖြစ်သွားတော့သူ့အကြောင်းအလွန်စိတ်ဝင်စားနေတဲ့ကိုမျိုးကခလေးစိုးကြီးနဲ့ပင်တူနေတယ်
စိတ်ရှည်ပုံမပေါ်လွန်ခဲ့တဲ့3ရက်ကားပေါ့ဗျာအချိန်ဟာညနေကိုအတော်ဆောင်လို့နေပြီဂိမ်းမှာလေကိုစိုးပေရဲ့ကားငယ်လေးမှအပကြံကားတွေကအတီးတီအလုတ်သိန်းကပြန်သွားကြပြီကိုစိုးပေကိုရန်လည်းအခုပြန်တော့မယ်လို့ဆုံးဖြတ်ကားဆက်ကိုနှုတ်လိုက်တယ်တခြားမြည်တမ်းတဲ့အတူကားအင်ဂျင်ကအနှင်းငယ်အရှိန်ယူပြီးတဲ့နောက်ဟူကနေစတင်လဲပစ်လာတယ်ကိုစိုးပေလည်းကားကိုမိန်းလမ်းမကြီးဘက်ခေါင်းတေဖို့စတီယာရင်ကိုညာဘက်လက်နဲ့ဆွဲလိုက်တယ်အဲ့ဒီချိန်မှာပဲသူကအနီးကိုဝါပါနဲ့ရပ်ထားတဲ့ချင်းတောင်ခက်ကြီးနှစ်ခုကိုဆွဲကအမျိုးသမီးတယောက်ပြေးလာတယ်အဲ့ဒီမျိုးသမီးကြီးကအသက်50ဝန်းကျင်ခန့်ရှိရန်တူတယ်သူတဲဆောင်လာတဲ့ချင်းတောင်တစ်တောင်ထဲမှာအရှင်လက်ကြက်တွေကအတောင်တွေကိုတစ်ဖြက်ခါလို့ကားစရာကိုစိုးပေလည်းကားကိုဆက်မတက်သေးပဲလီဘာပေါ်ခြေထောက်တင်းုံသာတင်းလိုက်တယ်အဲ့ဒီမျိုးသမီးကြီးကတော့ဝမ်းသာအားရနဲ့သူ့ကားခေါင်းကအနီးကိုရောက်လာကတော်ပါသေးရဲ့ကားစရာရဲ့ကျမကကားမရှိတော့ဘူးတော့ထင်နေတာအဲ့လိုဆိုပြီးတော့ရှမ်းတန်ဝဲဝဲနဲ့စကားဆန်လာတယ်ဟုတ်ကဲ့မိုင်ဘယ်သွားမလို့လဲဗျမန်နာရွာကိုသွားမလို့ကားစရာပစ္စည်းကတော့အများကြီးမပါဘူးဒီကကြက်ချင်းတောင်2000ပဲကိုစိုးပေလည်းနာယိုကြည့်လိုက်တော့ညနေ9:00နာရီပင်ခွဲလို့တော့မယ်စောင်းတွင်မိုင်းလေးရောက်ပြီးဖြစ်တာမလို့နေတာတို့ပြီးတော့ညတာရှိတယ်နောက်နာရီဝဲလောက်ဆိုရင်တော့ကောင်းကောင်းကြီးမှောင်းတော့မယ်ဟုတ်မန်နာဆိုရင်တော့မန်ဆူကြော်ရဲဗျဟုတ်တယ်အဲ့ဒီရောပြန်မှာညကလည်းမှောက်နေပြီကျုပ်ကလည်းအိမ်ပြန်ရအောင်ပါဗျသူလည်းတဏီကုံပင်မထားတော့အိမ်ပြန်ချင်လို့နေပြီအိမ်မှာလည်းဇနီးဖြစ်သူနဲ့လူမမဲသားလေး2ယောက်သာရှိတာမဟုတ်လားအဲ့ဒီမိမကြီးကိုကြည့်လိုက်ပြန်တော့ကားတစ်စီးတက်လီမှမရှိတော့လို့ခက်ခဲနေတာကိုအတိုင်းသားမြင်ရတယ်လမ်းရှောင်းပြန်ဖို့အတွက်လေအဲ့ဒီကြက်ချင်းတောင်းတောင်းနဲ့မန်နာကျွာကြီးဆိုတဲ့ခီးကမသိလားငကိုစရင်တက်ခံကောင်းတဲ့ကိုစိုးပေလေကဲပါဗျာမထူးတော့ပါဘူးမန်နာပဲကျုပ်လိုက်ပို့တော့မယ်အဲ့လိုပြောရင်းနဲ့ကားပေါ်အစင်းကကြက်ချင်းတောင်းတောင်းကိုကားနောက်ခန်းမှာတင်းလိုက်ရင်နဲ့နှစ်ထွားတရှိတဲ့ကားနောက်ခန်းတကားကိုပိတ်လိုက်တယ်အမကြီးကတော့အရှိကန်းကပဲလိုက်စီးလိုက်ပေါ့ခီးတယ်မပါဘူးဆိုတော့ကျေးဇူးတင်ပါတယ်ကားဆရာရဲ့ကျေးဇူးတင်ပါတယ်ပြီးရနောက်မှာတော့ကိုစိုးပေလည်း၎င်းရဲ့စန်နီကားကောင်းလေးကိုလာရှိုးကြီးအကျော်မန်နာရွာဘက်ဦးတီကစတင်မောင်းနေခဲ့တယ်အချိန်ကတရွေ့ရွေ့ကုန်းဆုံးလို့နေကြပြီမကြခင်မှာအမောင်တို့ကလည်းကြီးစိုးလာတော့မယ်အသွားပြန်နာရီဝက်မိနစ်40လောက်ကြာမယ်ခီးဖြစ်တာမလို့ဒီနေ့အဖို့တော့သူ့အိမ်ပြန်နောက်ကျရပြီညနေဆောင်လမ်းပေါ်မှာလူသူအသွားလာမရှိသလောက်ပင်ရှင်းလို့နေပြီအဲ့ဒီအချိန်ကအခုလိုမော်တော်ဆိုင်ကယ်တွေလည်းတွင်တွင်ကြဲကြဲမရှိသေးတာမလို့စပိန်နှင်းသူအနေငယ်နဲ့လမ်းလျှောက်နေကြသူအနေငယ်ဟူသာကွက်ကြားတွေ့နေရတယ်။သူ့ရဲ့ကားလေးကတော့မြို့မှာဈေးကြီးဟာနေတစဉ်လာချိုကြီးမန်စုဖက်စီကိုတရရိပ်ပြေးလို့ခေါင်းကန်းထဲမှာ2ယောက်သေးတာအတူစီးရင်နဲ့ပါလာကြတာဖြစ်ပေမဲ့တယောက်နဲ့တယောက်သိစကားမပြောပြကြ။ကိုစိုးဘေးကလည်းနာယီကိုမကြာခဏကြည့်ဖြစ်တယ်လို့အဲ့ဒီမျိုးသမီးကလည်းအိမ်ကိုအမြန်ပြန်ရောက်ချင်းစောလုံးလို့နေတယ်။ငိမ့်တန်းလေးရတာအဲ့ဒီအချိန်တွေများမှာတော့လာရှိုးမြို့ကြီးကအခု2024ခုနှစ်ရဲ့လာရှိုးမြို့ကဲ့သို့အင်ဂျီထူထပ်ခြင်းသိမရှိသေးတချို့လမ်းဘေးနေရာတွေဆိုပါကအသင်ပေါက်နေတဲ့မြေရိုင်းတွေကခါတဝက်ကျော်လောက်ပဲရှိလို့နေတယ်ကိုစိုးပေးရတော့ကတ္တရာလမ်းပေါ်မှာလူသူရှင်းနေရမလို့ကားလီပါကိုခတ်တော့နေရင်နဲ့မန်ဆူဆူတောင်းပြည့်စေရောကြီးကိုပင်ကြော်လို့လာကြည့်ပြီးမြို့မကြီးနဲ့နှိုင်းဆိုင်ရင်တော့အဲ့ဒီအမျိုးသမီးကြီးနေထိုင်ရာမန်နာရွာကအလွန်ဝေးပြီးတော့အလွန်ခေါင်းနဲ့လာရှိုးမြို့နယ်အတွင်းကရွာငယ်လေးတွေပါတာဖြစ်တယ်တေးကြကြမမောင်းလိုက်ရကိုစိုးပေရောက်ချင်တဲ့မန်နာရွာကလေးရဲ့အဝင်းကိုပြက်ပြက်သားသားမြင်နေရကြပြီဒါကြောင့်လေကားကိုကတ္တရာမိန်းလမ်းမကြီးပေါ်မှာကွေ့ချကတရားငယ်လေးတစ်ခုကိုဖြတ်တိုင်းရင်းနဲ့ရွာကလေးစီကိုဝင်ခဲ့လိုက်တယ်မိနစ်အနည်းငယ်ခန့်အကြာမှာတော့ရှင်းတော်ကိုဘင်းဆိုရင်ရောက်ပြီကားစရာကိုစိုးပေလည်းအဲ့ဒီမျိုးသမီးညှို့ပြတဲ့အတိုင်းတပြားလောက်မောင်းလိုက်ပြီးမှကားကို၎င်းကိုဘင်းနားမှာအသာရက်ပေးလိုက်တယ်ကားပေါ်အစင်းကကြက်ချင်းတောင်းတောင်းကိုချပေးလိုက်တယ်ကျေးဇူးတင်ပါတယ်ကားစရာရဲ့မဟုတ်ရင်ဒီညအိမ်ပြန်ရောက်တော့မှာမဟုတ်ဘူးမြို့ရဲရတဲခိုကန်တစ်ခုခုမှအိပ်ရတော့မှာဒါနဲ့ကားကဘယ်လောက်ပေးရမလဲကားစရာအဲ့လိုကျေးဇူးတင်စကားအထက်ထက်ပြောနေတဲ့စကားအတန်တွေကနားထဲသိမ့်မရောက်အိမ်ကသား2ယောက်စီကိုသာစိတ်ကရောက်နေတယ်1000တော့ပေးလိုက်ဗျာခကြီးကလည်းနည်းနည်းလန့်တော့ရပါတယ်လိုက်ဖို့ပေးတာကိုပဲကျမကျေးဇူးတင်လာပါပြီအဲ့လိုထပ်မှန်ကျေးဇူးတင်ကခန့်နှွမ်းပတ်စံအိအဟောင်းတွေက900ရန်နေရွက်ကိုစိုးပေကိုပေးလိုက်တယ်1000ဆိုတဲ့ငွေပမာဏကလည်းအဲ့ဒီအခါကနေလာတာမဟုတ်ကိုစိုးပြီလည်း900ရန်နေရွက်ကိုပယ်ဘက်အင်ဂျီအိတ်ကတ်ထဲကိုထည့်လာပြီးတော့အဲ့ဒီမျိုးသမီးကြီးကိုနှုတ်ဆက်ကကားကိုလမ်းမစီကိုမောင်းထွက်လာခဲ့တယ်။နာယိုကြည့်လိုက်တော့ညနေ6နာရီကို10မိနစ်လောက်ပင်ဆုံးလို့နေကြပြီ။နောက်15မိနစ်ခန့်နေပါကမိုးပင်အတော်ချုပ်တော့မှမဟုတ်ပါလား။အခုတောင်ကားရှိမီကိုချကားထွန်းထားရသေးတယ်။လမ်းပေါ်မှာလူလုံးကတိတ်မကွဲကျင်တော့ဒါပေမဲ့အိမ်ပြန်စရာပဲရှိတော့တာကိုတတိယလာချိန်မှာစိတ်ထဲကအလိုလိုရှင်လန်းလာသလိုသူခံစားလိုက်ရတယ်။ဒါကြောင့်လည်းအခုမန်နာရွာတွေကသူ့ကားကိုခက်ပြင်းပြင်းလေးမောင်းလာတယ်
စိတ်ကလန်းဆန်းပါပေမဲ့တနေ့ကုန်လူပင်ပန်းထားတဲ့တန်းကြောင့်အနေငယ်ငတ်ချင်တယ်လို့ဖြစ်လာတယ်။ကားစီယာတော်တော်များများခီးလန်းခက်ဝေးဝေးကိုမောင်းနေလိုက်ရပါတဲ့အခါအိမ်မငိုက်စေဖို့အတွက်ကုန်းဝါးတဲ့အကျင့်ကိုတချို့ကလွတ်ယူထားတတ်ကြတယ်။ကိုစိုးပေကတော့အရက်ဆေးလေးကုန်းစာရီကိုခလေးနှစ်ယောက်ရောက်လာတဲ့အတိုင်းမသုံးဘူးမဆန်းဘူးပဲ။ကားလေးရရွာဖုံတော်လန်းကိုတကွေကျော်တကွေပတ်ရင်နဲ့သူ့တောင်းဝင်သူထမ်းဆောင်နေတယ်။ပတ်ဝန်းကျင်ကရုတ်တရက်ကြီးအတော်မောင်းလာတဲ့အပြင်ပရဲ့အကောင်ငယ်တွေရဲ့အော်တန်ကအပငြိမ်သက်တိတ်ဆိတ်ခြင်းကြီးဟာခြောက်ချားစရာပြင်ကောင်းလို့နေတယ်။နာယူကြည့်လိုက်တော့6နာရီခွဲလို့ပင်ကျနေပြီ။ကိုစိုးပေလည်းချက်ချင်းဆိုသလိုတစုံတစ်ခုကိုသတိထားမိသွားပြီးတော့စိတ်ထဲကမတူးမတန်ဖြစ်လာတယ်။အလာတော့ကရွာဝင်တရားဟောင်းလေးကိုကြော်ပြီးတော့မောင်းနှင်လာရမှာ10မိနစ်မကြာပဲစောစောအမျိုးသမီးကြီးအိမ်ရောက်ခဲ့တယ်မဟုတ်လား။အခုအပြန်လဲမှာတော့10မိနစ်မကပဲမိနစ်20ကျော်လာတဲ့အတိုင်းရွာဝင်တရားလေးရဲ့အစားအနာကိုအခုထိပင်ရှာမတွေ့သေး။ငါလမ်းများမှားလာလားဆိုတဲ့အတွေ့နဲ့အတူမဟုတ်တာရွာဝင်မို့ကဒီတလန်းနဲ့ကြည့်တာအဲ့လိုပြန်စဉ်းစားမိလိုက်တာနဲ့ကိုစိုးပေခေါင်းချောက်သွားရတယ်မိမိမရဘူးမလာဘူးတဲ့အရက်ဒေတာလည်းမဟုတ်တာမို့လို့လမ်းမစရာအကြောင်းတော့မရှိရခင်ကလည်းနေခင်ခီးတဲ့တွေကိုဒီရွာကိုရံဖန်ရံကပို့ဆောင်ပေးဘူးလေအဲ့လိုတောင်းစင်ရင်မရအတွေးတွေနဲ့ကားကိုအာယုံဆိုင်မောင်းနေနေနဲ့9နာရီထိုးထူတော့မှကိုသူသတိထားမိလိုက်တယ်ရွာဝင်တရားလေးကိုလည်းအခုထိရှာမတွေ့သေးဒါပေမဲ့လူတယောက်ရဲ့တခြင်းဆိုတဲ့ခက်အုပ်အုပ်ကိုတော့သူ့နားလေးကိုစိုက်စိုက်မြက်မြက်တိုးဝင်လို့လာတယ်ဟာတခြင်းတန်ပါလားမှတ်မိတယ်သူကားလေးကပဲတခြင်းတန်ရှိရာကိုသွားနေသလားဒါမှမဟုတ်တခြင်းတန်ကပဲသူကားလေးစီလိုက်နေသလားသူဝေခွေမရဘာကြောင့်လဲတခြင်းတန်ကရခင်တဲ့ပို့ပို့ကျဲလောင်လာကနီးကပ်လာသလိုခံစားနေရခြင်းပဲအသေးချာကြားလိုက်ရတော့မှတ်ပြီးတယ်အဲ့ဒီအတန်းကအမျိုးသားတယောက်ရှမ်းတခြင်းကိုပြပြတတ်တဆိုနေတဲ့ကာရာအိုကေတန်ကားလေးကတော့သူ့အမိတ်မပေးဘဲနဲ့သွားကျင်တဲ့နေရာကိုဦးတီသွားနေသလားတော့ထင်မှတ်ရတယ်တောင်းလောင်အကြမှာတော့ဟာရုတ်တရက်သူ့ရဲ့ရှေ့မှာပေါ်လာတဲ့အရာကြောင့်သူ့ဟာကနေဖြစ်သွားတယ်။ကားအတွင်းကောင်းမှန်မှတစင်အတိုင်းသာမြင်နေရတဲ့ပွဲစည်းရန်ကြီးတစ်ခုစိုင်တိုင်းလိုရေနံစီမီခွက်တွေဘက်ထရီမီလုံးမီးချောင်းတွေကိုစီစီထိန်လင်းနေအောင်ထွန်းထားရင်းနဲ့ဈေးရောက်နေကြတယ်။ဈေးရောက်သူကရောင်ဈေးဝယ်သူကဝယ်နေအခုလိုညာကြီးမှုချုံမှလူတွေစီကားနေခြင်းအခြားတော့မဖြစ်နိုင်။စတိတ်ရှိုးဒါမှမဟုတ်ဖုန်ကြီးပြန်ပွဲဘာညာပဲရှိရမှသာဖြစ်လိမ့်မယ်။ဈေးဆိုင်ကလေးတွေကလည်းအတော်ပင်စုံလင်လာတယ်။မုံလေးဝေလို့ခေါ်ကြတဲ့စံမုံနဲ့ထညက်ရီရောင်းတဲ့အသေးဝါကြည်တာပေါင်တင်ဝါလို့ခေါ်တဲ့ရှမ်းစားစာတစ်မျိုးကိုရောင်းတဲ့အနဲ့မုံလင်မရအသေးစားသဖြင့်သူ့နေရာနဲ့သူအစီအစဉ်ကြလျက်တစ်ဖက်မှာလည်းစတိတ်စင်ဘောကအတန်းနေကြတဲ့အပိပြင်းတချင်းဆိုနေတဲ့အမျိုးသားတယောက်ငါလာတော့ဒီပွဲစည်းတိုင်းကိုမတွေးမိပါလားညမှာထွက်ရောင်းကြတဲ့အသေးတွေပဲလားမဟုတ်တော့ပါဘူးစတိတ်ရှိုးပါပါတယ်ဆိုတော့ပွဲပဲဖြစ်ရမယ်အဲ့လိုတွေ့ရင်လည်းလက်ပတ်နာရီကိုငုံကြည့်လိုက်တော့စကန်လက်တံလေးကအလုံးမလို့တော့လက်တံတူကနံပါတ်9ကိုညှိုးနေပြီးတော့လက်တံရှိကတော့12ကိုထောက်ပြတယ်။ဟာအကြီးရဲ့နာရီကတခဲအားကုန်ပြီထင်တယ်။ဒါမှန်နာရွာဟုတ်ရဲ့လား။အနီးနားရွာမှာပွဲလုပ်နေတာ။အိုးတေးကြောင်တယောက်ယောက်ကိုစင်းပြီးမှဖြစ်မယ်။ဒါတဲ့အိမ်ပြန်နောက်ကြရင်လေငါမိမစိတ်ပူနေတော့မှာ။တယောက်တည်းရေရွရင်နဲ့ကားကိုပွဲစည်းတဲ့အပြင်မကလမ်းဘေးတနေရာမှာတေချာတော့ခက်ကရပ်ထားခဲ့လိုက်တယ်။အခုသူရောက်နေတဲ့ပွဲစည်းလေးကတော့လူအတော်စီးလာတယ်။ရွာပွဲစည်းလေးမှာလူတွေဒီလောက်များမယ်လို့လည်းတခါမှမတွေ့ဘူး။ဒါကြောင့်ပွဲတစ်ပတ်ခန့်ပတ်ကြည့်ဖို့သူဆုံးဖြတ်လိုက်တယ်။စတိတ်စင်ဘော်ကတချင်းဆိုနေတဲ့အမျိုးသားရဲ့အတန်ကလေးခေတော့မခေလားအကြော်ပင်နားဆွဲလွယ်တယ်။၎င်းတီဆိုနေရအောက်မှာလေလူငယ်လူကြီးလူလက်ပိုင်းကအစကလေးငယ်တွေပါသူ့ကိုငြိမ်သက်လျက်ကြည့်နေကြတယ်။ထူးဆန်းတာကတချင်းတပုတ်ပြီးသွားတဲ့အတိုင်းဘသူမှလက်ခုပ်တီးချီကျူအားပေးခြင်းမလုပ်ကြအသက်မဲ့နေတဲ့ရုပ်ခန္ဓာကြီးတွေလိုမလုံးမရှက်နဲ့ထိုင်သူကထိုင်မတက်ရက်သူကရက်နဲ့တောင့်တောင်ကြီးရှိနေကြတယ်။၎င်းဆိုတော့လေတချင်းတပုတ်ဆိုပြီးတာနဲ့တပြိုင်နဲ့တံပတ်ပေးထားတဲ့စက်ရုံကြီးလို့နောက်တစ်ပုတ်ကိုတန်းဆိုတယ်။ကိုဆိုပေတစ်ချက်သတိထားကြည့်လိုက်တော့အဲ့ဒီစတိတ်စင်အနီးပါမှာလူတွေပါမကဘောလုံးပေါက်သူတွေလောင်းကစားလုပ်နေသူတွေဈေးအောင်ဈေးဝယ်များတဲ့အဲ့ဒီနေသူမျက်နှာသေးကြီးတွေဖြစ်နေတာကိုအထူးဆန်းတပွဲမြင်လာရတယ်။ဘလို့လူတွေလဲပွဲလာတာများအိမ်နဲ့ရံဖြစ်လာသလားမှတ်ရတယ်။မျက်နှာကြီးတွေကိုပုတ်လို့ရွဲလို့ဖော်ရွေးမဲ့ပုံလည်းမပေါ်ဘူး။စိတ်ထဲကအဲ့လိုပြောရင်လည်းသူ့ကောင်းစီကိုသာပြန်လာခဲ့လိုက်တော့တယ်။ဘာပဲပြောအခုသူဘယ်ရောက်နေဘယ်ချိန်ရှိနေပြီလဲဆိုတာကိုတော့ကိုစိုးပေတယောက်ယောက်ကိုမေးမြန်းကြည့်မှအဆင်ပြေမှာမဟုတ်လား။ဒါကြောင့်သူ့ကားနဲ့မလန့်မကန့်မှဝါးကြည့်တောင်ရောက်နေတဲ့အမျိုးသမီးကိုတွားမေးကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီဝါးကြည့်တောင်ရောက်တဲ့အမျိုးသမီးကတော့ရေနံစီမီးခွက်လေးရဲ့အလင်းရောင်နဲ့သူ့ရောင်းကုန်ဝါးတွေကိုခက်မိဓာတ်သေးလေးနဲ့အချော်တက်နေတယ်။အဲ့ဒီမျိုးသမီးကစောစောကလူတွေနီးတူမျက်နှာတော့တိတ်မကောင်းလားဈေးရောက်မကောင်းလို့ဖြစ်မယ်လို့သူတွေရင်းနဲ့အဲ့ဒီမျိုးသမီးရှေ့ကိုသွားရက်လိုက်တယ်။အမဒါဘဲရွာလေးဗျ
လမ်းမယူဘယ်လမ်းအောင်သွားရမလဲအဲ့လိုစကားစားလိုက်တော့ဝါကြီးတောင်အချောတက်နေတဲ့အဲ့ဒီမိန်းမကခေါင်းကိုဆက်ကနေအပေါ်မော့လာကသူ့ကိုစိမ့်စိမ့်ကြီးစိုက်ကြည့်လိုက်တယ်မျက်လုံးကြီးတွေကပြူးကျဲဝိုင်းဆက်ပြီးတော့သူ့ကိုလက်ထဲရဓာတ်နဲ့ကောက်ထထိုးမလားတော့ထင်းရတယ်ကိုစိုးပေလည်းရုတ်တရက်လန့်တယ်လို့ဖြစ်သွားပြီးမှဒါဘယ်နေရလဲဗျအချိန်ရောဘယ်ချိန်ရှိပြီလဲအဲ့ဒီမိမကပြန်မဖြေပဲနဲ့ခေါင်းကြီးပြန်ငုံသွားကစောစောကဝါးတွေကိုသာပြန်အချောတက်နေတယ်စိတ်ထဲမှာတော့ဘလို့ကြီးပါလေလို့ငါပြောတာပဲနားမလေတာလားပြန်မပြောချင်တာလားလို့တွေးပြီးတော့ရှမ်းမသားနဲ့မေးကြည့်ဖို့စဉ်းစားလိုက်တယ်အမကတရလမ်းမကြီးပေါ်ဘယ်လမ်းအောင်သွားရလဲရှမ်းလို့ပြောမှနားလေသွားတယ်ထင်တယ်အချောတက်လက်စဝါးကြီးတောင်နဲ့ဓာတ်တူလေးကိုတောင်ထဲကိုဆက်ကနေပြစ်ထည့်ကလမ်းတစ်ခုကိုလက်ညှိုးညွှန်ပြတယ်ပါဇက်ကတော့ဘာစကားတစ်လုံးမှပြောမလားကိုစိုးပေလည်းစိတ်ငြင်းငြင်းနဲ့ခေါင်းကိုတပြင်းပြင်းကုတ်ကအဲ့ဒီမိမကိုကျေးဇူးတင်စကားပြောပြီးတော့ကားစီကိုခတ်တွတ်ထွက်လာခဲ့တယ်ကားပေါ်ရောက်တော့စောစောကလူတွေအကြောင်းပြန်တွေးရင်းနဲ့စိတ်ထဲကအခုလာတာမို့လို့ဒီနေရာကအမြန်ထွက်မှပဲလို့တွေးလိုက်တယ်ပြီးတော့မှတော့ဝါကြီးတောက်တဲ့အမျိုးသမီးပြောပြတဲ့လမ်းအတိုင်းသာကားကိုမောင်းထွက်ခဲ့လိုက်တယ်တောင်လောင်မောင်းပြီးချိန်မှာတော့စတိတ်ရှိုးတချင်းတန်အတော်ပင်ဝေးသွားကြပြီလမ်းမှာမှန်လားမှားလားတော့သူကိုယ်တိုင်လည်းသိချမသိလမ်းတော်စုတော်ကိုတော့သတိထားမိတယ်သူ့ရဲ့စံနေကအအနေလေးကတကြုံကြုံတကြမ်းကြမ်းနဲ့ရွေရှားနေတယ်တနေရာအရောက်မှာတော့ဟာအရေးရမီးပြောက်ပြန်ပြီကွာကိုစိုးပေလည်းတက်တစ်ချက်ကိုခက်ပြင်းပြင်းခောက်ရင်းနဲ့ညှိတွားလိုက်တယ်ကားကရုတ်တရက်ကြီးမီးထားပြောက်တော့တလောကလုံးမှောင်မဲသွားသလိုခန်းစားလိုက်တယ်ပြဿနာမီးပြောက်ရုံနဲ့မပြီးပဲအင်ဂျင်ကတစ်ချက်မီးလာကကားလည်းစိတ်ရက်သွားပါတော့တယ်ပြဿနာပဲကွာကားကလည်းတကယ်အချိန်ကြီးမှထဖောက်ရတယ်လို့ကိုစိုးပေလည်းကားစတီယာရင်ကိုခက်တင်းနဲ့စုပ်ကာရင်နဲ့အဲ့လိုရွရွလိုက်တယ်သူရဲ့လက်အစုံတွေကချွေးတွေဆိုးလို့နေပြီးတော့လမ်းပြောင်းနေတဲ့ကလေးငယ်တယောက်လိုအမောင်နဲ့ကားတစ်စီးနဲ့တယောက်တည်းဖြစ်နေတဲ့သူ့အဖို့စိတ်အားငယ်မိတာကတော့အပြစ်မဟုတ်ပြီ။ဒါကြောင့်သူ့ကား dashboard တွေက3000တိုဓမီကိုယူကကားပေါ်ဆင်းလိုက်တယ်။တိတ်မတုံးပြစ်တာလေးကြားနေပြီမို့လို့ဓမီကလေးကမိအားသိမ့်မကောင်းလား။မြင်ရယုံဆိုတာမြင်ရတယ်။ညရလေးကလည်းတဝီဝီကျေးလောင်စွာတိုက်ခတ်နေပြီးတော့တစ်ချက်အယိုးတွေထဲထိကိုပင်စိတ်တွန်းလာအောင်အေးတန်ကပြင်းထန်နေ။ကိုစိုးပေလည်းအဲ့ဒီဓမီမီးရောင်ရဲ့ကားရှိပုံကိုလက်ကတခုခုများဖြစ်သလားလို့ဟိုတို့ဒီတို့နေကြည့်တယ်။ဒါပေမဲ့ကားပကတိအကောင်တိုင်းသူလဲကားဖုံးကိုပြန်ပိတ်လိုက်တယ်။အဲ့ဒီအခါသူ့မျက်လုံးတောင်ကဖြက်ကနေသတိထားမိလိုက်တဲ့အရာတစ်ခုပို့ပြီးတော့တေးကြစေဖို့အတွက်ဓမီနဲ့ထိုးကြည့်လိုက်ချိန်မှာတော့အသက်ရှူရမတက်ပင်တုန်လှုပ်သွားရတယ်။သူမြင်နေရတာကပက်လဲရှိအုပ်ကိုဖွေးတွေမှတ်တိုင်အကျိုးပေတွေနဲ့အတူဖွာလန်ကျဲနေတဲ့မြေပုံတချို့ဟာတင်းကုန်းပါလားငါတင်းတိုင်းလေးကိုရောက်နေတာပဲစောစောကပြက်လို့တွေးဖို့ဒေါသဖြစ်နေတဲ့စိတ်အစုံကချက်ချင်းဆိုသလိုကြောင်းလန့်ခြင်းကိုကူးပြောင်းသွားတယ်။ညမောင်ကြီးမဲကြီးတဲ့တင်ချိုင်းမြေအပေါ်မှာတယောက်တည်းရောက်နေတဲ့သူအတွက်ဘလို့များတတ်တည်ရှိနိုင်ပါမလဲ။ဟိုမိမကြီးပြောတဲ့လမ်းအတိုင်းသူမောင်းနေလာရမှာအခုတော့တင်ချိုင်းဟောင်းကြီးတစ်ခုစီကိုသူစိတ်မြက်ရောက်လို့လာကြပြီ။ကြောက်စိတ်တွေကတဖြည်းဖြည်းကြီးစိုးလာကခဏကုန်အနှံ့ကသွေးတွေစုပွက်လာပြီးတော့အမွေးမြင်တွေကသူ့လိုယုံထလာတယ်။ရခင်ညကကြောက်စိတ်သိမရှိလာပေမဲ့အခုနဖူးတွေဒူးတွေရင်ဆိုင်လာချိန်မှာတော့ဘယ်လူသားမှမဆိုခံနိုင်ရည်ဆန်ရှိလိမ့်မှာမဟုတ်ဒါကြောင့်ကြောက်ဒေါသနဲ့အတူပက်လဲရှိကားတရာတွေကိုသူ့ခြေထောက်နဲ့ကန်ကြောက်နေပြီးတော့တယ်ချွေးတီချွေးပေါက်တွေကလည်းဦးကောင်းကနေတဆင်လေကုတ်ကြီးကိုရွှဲချနေပြီငါဘာလို့ရမလဲတတတော့အဲ့လိုရေရွမိတယ်ဟိုနေရာတစားဒီနေရာတစားကျိုးတူကျတဲ့ရှိနေတဲ့တင်းချိုင်းကိုရီကသူ့ကိုစိုက်ကြည့်နေကြသလိုအတန်ကြာတဲ့အထီကိုကိုစိုးပေတယောက်ဘာလို့လုပ်ရမှန်းမသိမဖြစ်ဘူးငါလမ်းမတွေ့အောင်ရှားမယ်အနည်းဆုံးဒီတင်ဆိုင်ကြီးကထွက်လို့ရတဲ့လမ်းတော့တွေ့မှာပဲငါဒီနေရာမှာအကြိုက်မနေရဘူးအဲ့ဒါကြောင့်ချက်ချင်းပဲကားခေါမိုးပေါ်တက်လိုက်ကလမ်းတစ်စုံတရာကိုတွေ့လို့တွေ့ညာသူ့စူးစမ်းကြည့်တယ်လမ်းလိုက်တမီးရဲ့နေပါလာတဲ့အလင်းရောင်မှိန်ပြကိုသာအားပြုရင်းနဲ့ဘေဘီဝဲရကိုသူ့တစ်ချက်လေးလာတယ်ဒီညမှပိုးပြီးတော့မှောင်ပြီးတော့အေးနေတယ်လို့ရုတ်တရက်သူရွှေဝါရောင်ဝင်းနေတဲ့အရာလေးတစ်ခုသူသတိထားမိတယ်အဲ့ဒီအရာလေးကသူအခုရောက်ရှိနေတဲ့ဒီနေရာနဲ့အတော်ဝေးမှရှိနေတယ်ပတ်ဝန်းကျင်ကမြင်မြပြင်မှောင်နေစေပေမဲ့ရွှေရောင်တဝင်းဝင်းနဲ့ထဲဝါစွာရှိနေတဲ့အရာတခြားတော့မဟုတ်လာရှိုးမြို့ကလေးရဲ့တည်ရှိနေတဲ့မန်ဆူဆုတောင်းပြီးစေရော်ကြီးရဲ့ညံတော်ပင်မန်ဆူဖျားပါလားကိုစိုးပေစိတ်တဲ့အသိဉာဏ်တချို့ဟာဖြက်ခနဲလင်းလာတယ်အဲ့ဒီအချိန်မှာသူ့ကိုဘယ်သူမှလာမကဲနိုင်မှာခလုတ်ကြီးမှအမိတာဆိုတဲ့စကားအတိုင်းကိုစိုးပေတရားအခုဒုက္ခရောက်ချိန်အဝေးကလမ်းမြင်နေရတဲ့မန်ဆူစေရော်ကြီးကိုသာအာကိုရမယ်လို့အသိစိတ်တွေကနှိုးဆော်နေသလိုဒါကြောင့်ရခင်ကဘာသာတရားတွေကိုအလေးနက်မရှိပေါ့လေးတွေးတက်ခဲ့တဲ့ကိုစိုးပေတယောက်အခုတော့မန်းစုစေရော်ဖျားကြီးရှိရာအရက်ကိုမျက်နှာမူကလက်အုပ်ချလိုက်တယ်
အရှင်ဖေဟာတပည့်တော်ကိုအခုရောက်နေတဲ့ဒုက္ခဝိစင်ရင်မှာကဲတော်မူပါဖေဟာအဲ့လိုစိတ်ထဲကနှစ်ကာဆူတောင်းမိတယ်တိုက်ဆိုင်ခြင်းမေလားတကယ်ပဲစေရောကြီးရဲ့အစွမ်းပြမှုကြောင့်လားမသိအစိုးရမီးပြောက်ပြီးနှိုးမရတဲ့၎င်းရဲ့ကားလေးကမီးတွေတပံပြန်လင်းလာတယ်ကိုစိုးပေတယောက်လေးချက်ချင်းဆိုသလိုကြောက်စိတ်တွေအတော်ပြေလျော့သွားပြီးတော့ကားခေါမိုးပေါ်ကဝုန်းကနေခုန်ဆင်းလိုက်တယ်ပြီးတော့ကားပေါ်တက်ကဆနိုးကြည့်လိုက်ရမှာတော့ပကတိအကောင်တိုင်းလိုအင်ဂျင်ကတဝုံဝုံနဲ့နိုးလာတယ်ဒါဖះမတာပဲနားရရလေတစုံတယောက်ရဲ့အတန်ကိုတကယ်လို့ထင်အောင်ထင်မလို့သူကြားနေရတယ်ဆိုပေဘယ်ဘက်ကိုမောင်းအဲ့ဒီအတန်အတိုင်းသူ့မောင်းလိုက်တယ်ဆိုပေတက်တယ်ဟူသွားအတန်ပန်းရှင်ကိုသူရှာမတွေ့အတန်ကခက်အော်နဲ့ဩစာတက်ပြင်းလာတယ်ဒါကြောင့်လည်းမြေတီမြေဝါဆိုတာကိုသိလို့တာထက်သူ့ရဲ့ကားစတီယာရင်ကိုကင်ထားတဲ့လက်အစုံကအတန်ရှင်ရဲ့အမိန့်ကိုကောင်းကောင်းကြီးနားခံနေသလိုတိတ်ကြကြမမောင်းလိုက်ရပဲသူ့ရဲ့ကားမီးရောင်အောက်မှာမန်နာရွာအဝင်တရားဟောင်းလေးကမှုံဝါးဝါပေါ်လို့လာတယ်စိတ်ထဲမှာလည်းအလွန်ပျော်ရွှင်သွားမိတယ်လီပါအုပ်ခပ်ပြင်းပြင်းကအဲ့ဒီတရားဟောင်းလေးကိုအခက်ခဲမရှိကြော်ပြတ်လိုက်နိုင်တယ်မကြပါကိုစိုးပေရဲ့ကားငယ်လေးကကတ္တရာလမ်းမကြီးပေါ်ကိုပြန်ရောက်လာကြပြီအမတ်မတင်လက်ပတ်နာယူငုံကြည့်လိုက်တော့ည7 နာရီခွဲအဲ့ဒီကောင်မှကိုစိုးပေလည်းတပ်ပြင်းရှည်လေးဘူးကြီးကိုဖူးကနေမှုတ်ထုတ်လိုက်နိုင်ပါတော့တယ်အဖြစ်ကတော့အဲ့လိုပဲကိုမျိုးနဲ့ကိုမြင့်မောင်ကိုစိုးပေအဲ့လိုညီကုန်းချုပ်လိုက်တယ်အဲ့ဒီအခါကိုမျိုးကဟာမင်းဟာတကယ်အဆန်းပါလားဒါဆိုမင်းတွေးခဲ့တဲ့ပွဲစည်းတန်းနဲ့လူတွေကကိုမျိုးရဲ့စကားကိုကိုမြင့်မောင်ကဝင်းထောက်တယ်သူတွေးခဲ့တဲ့လူတွေနဲ့ပွဲစည်းတန်းကြီးဆိုတာကြက်တစီတွေနေတဲ့ကြက်တစီရွာကြီးပေါ့ကွာဟုတ်တယ်မို့လားဆိုပြီးကျုပ်လေအဲ့ဒါတော့တေချာမပြောတတ်ဘူးဗျတေချာမပြောတတ်ဘူးလုံနေနေမင်းသွားဖို့တဲ့မန်နာရွာမျက်စိမောက်တော့ကြက်တစီရွာကိုရောက်သွားတယ်အဲ့ဒီဘက်တွေကလူသိမ့်မရှိလို့မြေထဲသိမ့်မတန်ဘူးငါတို့ကြားဘူးတာတော့ဖုံဆိုးမြေတို့ကြက်ကုန်းတို့ဘာလို့ရှိနေနိုင်နေတဲ့တေချာပါရဲ့ကွာမင်းအဲ့ဒီကြက်တစီရွာကိုရောက်ခဲ့တာပဲဟုတ်တယ်ကိုမြင့်မောင်ကအဲ့လိုပြောတော့ကိုမျိုးလည်းကြက်သိန်းထားသလိုလက်မောင်းနှစ်ဖက်ကိုပွတ်တက်နေတယ်ဒါထက်ထူးဆန်းတာရှိသေးတယ်ဗျကျုပ်ပြောတယ်မလားမန်နာကိုသွားတဲ့မိမကြီးလေးအေးအဲ့ဒီမိမကြီးကဘာဖြစ်လို့လဲကျုပ်အိမ်ပြန်ရောက်တော့သူ့ပေးတဲ့900ရန်2ရွက်ကိုအိမ်နေရထုတ်တယ်လေအဲ့ဒီမှာထူးဆန်းတာကဗျပတ်စံ2ရွက်ကပတ်စံမဟုတ်တော့ပဲကုတ်ကိုရွက်626ဖြစ်နေတဲ့ဖြို့ကျုပ်ယူလာတာတေချာဘောက်ကိုပတ်စံအစ်စ်တွေဗျအဲ့ဒီအချိန်သိမ့်မမောင်သေးဘူးလေဟေးကိုမျိုးကကိုမြင့်မောင်ရော2ယောက်သားပြိုင်တူအတန်ထွက်သွားကြတယ်ဒါဖြင့်မင်းကိုကားငားသွားတဲ့မိမကြီးကလေတစီမကြီးပဲပေါ့မသိတော့ပါဘူးဗျာကျုပ်လည်းစဉ်းစားလေအဖြေကပျောက်လေပဲဒါထက်ထူးဆန်းတာကလေကျုပ်နိုင်လေပွဲစည်းထဲမှာကြစက်တံမလဲတော့ပဲကျုပ်လမ်းမကြီးပေါ်ပြန်ရောက်တော့အကောင့်နိုင်အေးဒါဆိုမင်းကြက်တစီရွာမှာ4 နာရီလောက်အချိန်ကုန်ခဲ့တာပေါ့ဟုတ်မယ်ထင်တယ်ဗျဒါပေမဲ့ပွဲစည်းတောင်ကျုပ်ဆုံးအောင်မပတ်ကြည့်ဘူးအချိန်ကအဲ့လောက်ကုန်သွားတာအဲ့ဒီခါမှာကိုမျိုးကခေါင်းတငိမ့်ငိမ့်နဲ့တို့လူပုံလူပြည်ကအချိန်နဲ့တခြားအပေပုံကအချိန်တွေမတူဘူးလို့ငါကြားဘူးလေကွာအဲ့ဒါကြောင့်မင်းကြက်တစီရွာကြီးမှာခဏပဲဆိုပေမဲ့ဒီမှာကျတော့4 နာရီလောက်ကြာသွားတာဖြစ်မယ်ဆိုပြီးအဲ့ဒီအခါကိုမြင့်မောင်ကလည်းရေကျဲကျဲနဲ့မင်းကတတ်တည်မသေးတဲ့လူမလို့အဲ့လောက်နေနိုင်တာငါသားဆိုရင်တော့အဲ့ဒီနေရာမှာတင်ပွဲချင်းပြီးနေလောက်ပြီးဟဲ့နောက်ပြီးတော့မင်းဖုန်းကန်ကလည်းမြင့်နေလို့ဖြစ်မယ်တချို့ဆိုရင်ကြက်တစီရွာရောက်ပြီးတော့ပျော်မွေ့သွားတာတော့မပြန်ကျင်တာတော့ဆိုအဲ့ဒီရွာမှာပဲညခံနေဆန်ညခံဘဝတွေလိုမျိုးတက်လုံးနေသွားရနိုင်တယ်ကွာဒါမှမဟုတ်လေလိပ်ပြနှုတ်ခံရပြီးတော့မင်းအဲ့ဒီမှာသေရောပေါ့အေးဗျာကျုပ်လေတော်တော်ကန့်ကောင်းတယ်ပဲဆိုရမယ်ဩနောက်ပြီးတော့မန်းစုဈေးရော်ကြီးဗျအဲ့ဒီချိန်တော့ကျုပ်ဈေးရော်ကြီးကိုသာမမြင်ခဲ့လိုက်ရင်အချိန်ကြီးကတမျိုးတစ်ပုံပြောင်းသွားနိုင်တယ်ခမည်းတော်ပြောသလိုသိရင်သိသွားနိုင်တာပေါ့ဗျာအဲ့ဒီအခါမှာကိုမျိုးကပေါက်ပြီးအဲ့ဒါကြောင့်ထူးထူးဆန်းဆန်းမေကာရီယာတရားတန်တွေမကြစဘူးကြားနေရတာကိုဒီအသက်အရွယ်ဒီဘာသာမဲ့လို့ဘာသာမရှိတယ်လို့ပြောသလိုနေလာပြီးတော့အခုမှဖရာတရားစလို့ရတယ်လို့မင်းကတော့စံမဲ့ဟိစံမဲ့လုံးမနေနဲ့ကိုမြင့်မောင်ကျုပ်ကတော့နောက်ဆိုမန်နာရွာကီးတယ်ရရင်ဘလောက်ပေးမလိုက်တော့ဘူးခမရတို့စီပဲလွှဲတော့မယ်ကိုမျိုးနဲ့ကိုမြင့်မောင်လည်းမျက်နှာကြီးတွေပြန်တူရှုံ့မဲ့သွားကနေကင်းဘက်ဆိုရင်တော့စဉ်းစားမယ်ကွာမဲပြောသလိုညနေဘက်ဆိုရင်တော့ငါတို့လည်းနိုးပဲ3 ယောက်သားစကားလက်ဆောင်ကြနေတာနဲ့ခီးတဲ့အတော်များများပင်တခြားဆရာတွေကတင်ကုန်သွားပြီအချိန်ဝင်ကြည့်လိုက်တော့ညနေ4 နာရီပင်ခွဲလို့တော့မယ်ဟာ4 နာရီတော့ခွဲတော့မှာလားကိုမြင့်မောင်ကအဲ့လိုထပြောတယ်ဟုတ်တယ်4 နာရီတော့ခွဲတော့မယ်ကျုပ်လည်းပြန်တော့မယ်ဗျာဒီနေ့မှကားပြန်စထွက်တာဆိုတော့အိမ်ကမိန်းမစိတ်ပူတာမလျော့သေးဘူး
အေးပါဆိုပေဟာကြွကြွမဲကောင်းနေမိမစိတ်ပူရတာနဲ့ဘာနဲ့ညာနဲ့ငါတို့အိမ်ဟာမကြီးကတော့ပြန်မလာလေကောင်းလေတဲ့ကိုမြင့်မောင်ရောကိုစိုးပေပါပြန်တူရဲလိုက်မိကြတယ်သူတို့ရဲ့ရဲတန်းတွေအစုံမသက်သေးခင်မှာပဲအသက်50ကျော်ဝန်းကျင်ခန့်အမျိုးသမီးကြီးတစ်ယောက်ကဝါချင်းတောင်ကြီး2000ကိုဆဲကသူတို့စီကိုဦးတည်လာတယ်တောင်ထဲမှာလည်းအရှင်လက်လက်ကြက်တွေကတော်အတန်ပေးရင်းနဲ့အတောင်တွေခါကရုံထွက်ဖို့ကြိုးစားနေကြတယ်အဲ့ဒီမိမကြီးရှမ်းလုံကြီးကိုဝစ်ထားပြီးတော့ရှမ်းလွယ်အိတ်ခက်သေးသေးကိုလည်းဘေးကလွှဲထားတယ်ကားသေးလားကိုစိုးပေတို့လည်းစိုးတော်မလို့ပြိုင်တူပင်အားပါတယ်ဗျအားရဲ့မန္နာရွာဘက်ကိုတွားချင်လို့ပါကားကိုထိုက်တန်ပေးပါမယ်ဖျား3ယောက်သားတယောက်မျက်နှာတယောက်ကြည့်ရင်လည်းဖျားလို့သာရေရွတ်နိုင်လိုက်ပါတော့တယ်ဇလန်လေးကတော့ဒီမှာပဲပြီးပါပြီရှင်နောက်ဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်